ကိုဆွမ်းကကြတော့ကိုဆွမ်းကကြတော့သူကအလှမင်းသားလို့တင်စားကြတာပေါ့နော်ယောက်ျားလေးချင်းချင်းတော့ငေးကြည့်ရတဲ့ဟိုသူမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ကိုတော်တော်များများတော့ကျွန်တော်တို့အမြင်ကတော့လိလာရတဲ့လောက်တော့ပြောကြတာပေါ့အလှမင်းသားလို့ပြောတာပေါ့နော်ဟိုမစိုးရင်နေပါစေမကိုင်နေပါစေစင်ပေါ်လေးမှာထိုင်နေဟိုရပြီဆိုတဲ့ဟာမျိုးပေါ့နော်ဟိုပြိသက်တွေစီကကြားရတာအဲ့လိုမျိုးဆိုတော့အလှမင်းသားလို့တင်စားကြတော့များပါတယ်ဟုတ်ပြီးတော့အပြုမူနေထိုင်ပေါ်တော့ပြောဆိုလေးရစဟိုတိတ်ပြီးတော့ချစ်ဖို့ကောင်းတယ်ဆွဲဆောင်မှုရှိတယ်ပေါ့နော်အများကြီးလေ့လာခဲ့ရပါတယ်ကိုဆွမ်းရှိတယ်ဟုတ်သူကအမြဲတမ်းပြိသက်နဲ့ယင်းနီချစ်ခင်ပေါ့နော်အဲ့လိုနေတာအဲ့လီတိတ်ပြီးတော့ချစ်ဖို့ကောင်းတယ်သဘောကျဖို့ကောင်းတယ်ပေါ့နော်ဘာတခုခုတင်တာလေးပဲဖြစ်ပေါ့နော်အမြဲသူဟိုကိုစတူတင်လိုက်တဲ့ဟိုအကြောင်းအရာမှတည်းကသူကအမြဲ popular ဖြစ်သွားတာဖြစ်သွားတော့ပေါက်သွားပါတော့အဲ့လိုလေးဆိုတော့ဟိုပြီးတော့လေဝမ်းသာတယ်ဟိုသူတို့လည်းအများကြီးခွန်အားတွေပြန်ဖြစ်လိမ့်မယ်လို့ထင်ပါဟုတ်